ကြိုက်ခဲနာကျင်မှုတွေဟာနာကျင်မှုများတာမဟုတ်တော့ပဲမိတ်ဆွေတို့ရဲ့ပျော်ရွှင်စရာအမတ်ရစရာတွေဘဝတွေကိုပါခိုးယူလာရင်တော့နာကျင်မှုနဲ့ဆိုးဆုံးသွားတဲ့အခိုက်အတန့်တွေကိုပျော်ရွှင်စရာအခိုက်အတန့်တွေဖြစ်စားထိုးဖို့ကျွန်တော်တို့မှာအကောင်းဆုံးဖြေရှိပါတယ်ကျွန်တော်တို့ဖြေရပါလဲဆိုရင်ကန်းစော်စီကိုနာကျင်တဲ့နေရာတစ်ဝိုက်တစ်နေ့၃ချိန်အသားထဲစိတ်ဝင်သွားအောင်ပေါ်လူပေးရုံပါပဲတဘာဝအတိုင်းထုတ်လုပ်ထားတဲ့ကန်းစော်စီဟာပူလောင်ခြင်းစိတ်ကပ်ခြင်းမရှိပဲအယိုးအကျော်ကြွက်သားမှရှိတဲ့နာကျင်ခြင်းများကိုအမြန်ဆုံးတက်တာပျောက်ကင်းသွားစေပါပါဘဝရဲ့ပျော်ရွှင်စရာအမတ်ရစရာတန်ဖိုးထားရာအချိန်များကိုနာကျင်စရာများနဲ့မရည်ပဲပျော်ရွှင်စရာများနဲ့ဖန်တီးနိုင်ဖို့ကန်းစော်စီလိမ့်စီများကအသက်ရှိနေပါပြီအခုပဲရွေးချယ်ခန်းစားကြည့်လိုက်ပါခင်ဗျာ